Okay ဒီဗီဒီယိုလေးကတော့ကျွန်တော်တို့ The Last Auto က B-Wing ကောင်းနဲ့ကျွန်တော်ဝိန်းတို့အော်တော့ထွက်ပြီးတော့ cinematic commercial ရိုက်တဲ့ဘလော်လေးပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့အော်တော့ထွက်ရိုက်တဲ့ချိန်မှာဘာတွေကြုံခဲ့ရလဲဘာတွေတွေးခဲ့ရလဲဆိုတာကိုဒီဗီဒီယိုလေးထဲမှာစိတ်ဝင်စားဖို့ကောင်းအောင်လို့ကျွန်တော်ကတခြားလေးတင်ဆက်ပေးပါမယ်ဆိုတော့အဆုံးထိလိုက်ကြည့်ပြီးဖို့ညှို့လင့်ပါလေအခုကတော့ကျွန်တော်တို့အော်တော့အတွက်ကိုတခြားလေးပြင်ဆင်နေရပဲဖြစ်ပါတယ်အခု brother တို့မြင်နေရတဲ့မြင်ကွင်းရတော့ဒါကျွန်တော်တို့ showroom နဲ့ဝင်လာလို့ရှိရင်မြင်ရမယ့်မြင်ကွင်းလေးပါ premium ကားတွေကြီးပဲရှိရဲ brother တို့လာဝယ်လို့ရှိရင်ကျွန်တော်တို့နဲ့တွေ့ရမှာပေါ့နော်ပြီးတော့ကျွန်တော်တို့ဒီနေ့ရိုက်ကူးမဲ့အဓိကမင်းသားကတော့ဒါ Ford Ranger အဖြူရောင်လေးပဲဖြစ်ပါတယ်တော်တော်လေးကိုမိုက်တယ်ဗျအခုကတော့ကျွန်တော်တို့စပြီးတော့ထွက်ပြီးပဲဖြစ်ပါတယ်အခုတော့ကျွန်တော် shooting ကိုရောက်ပါပြီဝေးခင်ဗျားတို့သတိထားမိလားပေဝင်းရဲ့ hair style ကိုခင်ဗျားတို့သတိထားမိလားဘာလို့လဲဆိုတော့ကျွန်တော်တို့လမ်းမှာသူစပင်ညက်တာကိုကျွန်တော်တနင်္လာရီလောက်ထိုင်ဆောင်ခဲ့ရပါသေးတယ်အဲ့လိုထိုင်ဆောင်နေရတဲ့အတော်တွင်းမှာကျွန်တော်ကသူနဲ့လိုက်သွားပါဘောနော်ကားထဲမှာကြံခဲ့တဲ့သူကတော့ကောင်းပါကောင်းကဘာပြောလဲဆိုတော့ငါတို့စီကဘောက်တော့ပြီးတော့ကပ်လို့သွားရမှာပါဒါပေမဲ့ကားလေးကတော့ကျွန်တော်အခုထိုင်နေတဲ့ကားလေးပဲ Ford Ranger F100 ပါသေးပေါ့နော်ဒီဗီဒီယိုတော့မှကျွန်တော် editing လုပ်နေတဲ့အချိန်မှာကျွန်တော်မြင်ရတာပေါ့နော်ဒါသူတယောက်တည်းကားထဲမှာကြံငင်းနဲ့ထိုင်ပြောနေတာအမှန်တကယ်ကျွန်တော်ထွက်လာခဲ့တာ10နာရီခွဲထွက်လာခဲ့တာဒီကျွန်တော်စပင်ညက်တာဆောင်ရင်းနဲ့17ခွဲလောက်ဖြစ်သွားရပေါ့နော်ဆိုတော့ကျွန်တော် shooting ကို17နာရီခွဲ12နာရီလောက်မှကျွန်တော်ရောက်ပါတယ်အဲ့မှာကျွန်တော်တို့စပြီးတော့ရိုက်ကူးရပါတယ်ဘိုင်းသက်စင်ကတော့ကျွန်တော်တို့စုံနေအောင်ရိုက်မထားတဲ့အတွက်ကြောင့်မလို့တိတ်ပြီးတော့ပါမှာမဟုတ်ဘူးကျွန်တော်အဓိကဒီထဲမှာပြောချင်တာကတော့ဒါကျွန်တော်တို့ရိုက်ကူးရတဲ့experience တွေကို sharing လုပ်ပေးခြင်းပဲဖြစ်ပါတယ်ကျွန်တော်ခုနဇေကဘာဝင်းထဲမှာရိုက်တာကျွန်တော်ဆက်ပြီးတော့ရိုက်လို့မရတော့ဘာလို့လဲဆိုတော့ကျွန်တော်ဒီဝင်းထဲမှာဒီလုံခြုံရေးမြောက်ကလာပြောရပေါ့နော်ဒီဝင်းထဲကိုရိုက်လို့ရှိရင်ဒါခွင့်ပြုချက်ရင်တောင်းရတယ်ပေါ့နော်ခွင့်ပြုချက်တောင်းပါပဲကျွန်တော်တို့ရိုက်ခွင့်ရှိမှာအဲကြောင့်မလို့ကျွန်တော်တို့ကဒီရိုက်ဖဲနဲ့ကျွန်တော်နောက်ဆုံးတစ်ကက်လေးပဲရိုက်ပါတော့မယ်ဆိုတော့ကျွန်တော်ကားမောင်းနဲ့ကက်လေးပဲရိုက်လိုက်ခဲ့အခုကျွန်တော်တို့တွားရိုက်မှာအခုပဲဘယ်သွားမှာတကုံတက်ကိုသွားမှာတကုံတက်ကိုသွားပြီးတော့ရိုက်မယ်အဲ့ဒါတော့ဒါကျွန်တော်နောက်ဆုံးကက်လေးပေါ့နော်အဲ့တော့ဗီဒီယိုတင်ပြီးမှကျွန်တော်ဒီဗီဒီယိုတင်မှာဆိုတော့ brother ကိုလည်းကြည့်ပြီးတော့ပြင်ပါတယ်မကြည့်ရသေးလို့ရှင်လည်းတစ်ချက် The Last Auto ကျွန်တော် repost လုပ်ထားပါတယ်အကောင့်မတွေ့လို့ရှင်ပြောပါကျွန်တော် repost လုပ်ထားတဲ့အထဲမှာဝင်ပြီးတော့ကြည့်လို့ရတယ်ဆိုတော့ဗီဒီယိုလေးကိုဆက်ပြီးတော့ကြည့်ပေးကြပါဦးနော်လေကျွန်တော်ကင်မရာနဲ့ရိုက်ခွင့်ရှိမရှိရအကြောင်းနဲ့ကင်မရာနဲ့ရိုက်ခွင့်ရှိမရှိရတော့ကျွန်တော်မသိသေးဘူးတကုံတက်ကိုသွားမှာရိုက်ခွင့်ရှိရင်တော့ကျွန်တော်ရိုက်ဖြစ်ခဲ့မယ်ပေါ့နော်ရိုက်ခွင့်မရှိလို့ရှင်တော့ကျွန်တော်တခြားနေရာထပ်ပြီးစဉ်းစားရမှာဒါပဲကျွန်တော်တို့ဒီကင်မရာကြီးနဲ့ရိုက်ရတဲ့လူနဲ့ဖုန်းနဲ့ရိုက်ရတဲ့လူဘာကွာလဲဆိုဖုန်းနဲ့ရိုက်ရတဲ့လူကနေရာတကာမှာကြိုက်တယ်လို့ထုတ်ပြီးတော့ရိုက်လို့ရတယ်ဒါပေမဲ့ကင်မရာနဲ့ရိုက်ရတဲ့လူကကျွန်တော်နည်းနည်းသိရမလားဟုတ်ရုပ်ပါဒီပတ်စံပေးရတာတွေဒါမှမဟုတ်ပတ်စံပေးရတဲ့ပို့ဆိုးတာဒီရိုက်ခွင့်မရှိဘူးပတ်စံပေးတော့ရိုက်ခွင့်မရှိတဲ့နေရာရှိတယ်အဲ့လိုမျိုးနေရာတွေဆိုတော်တော်ဆိုးတယ်ဗျနေရာလေးလှနေမယ်သိရမလားဖုန်းနဲ့ရိုက်လို့ရှိရင် quality ရလောက်မမိုက်ဘူးလေနော်ချောင်းထဲကိုရောက်ပြီးချောင်းထဲမှာကျွန်တော်နေရာပတ်ရှာနေရပေါ့နော်နေရာလေးလောလောဆယ်မတွေ့သေးဘူးဒီဘက်လေးမှမစိုးနေတယ်ဒီဘက်လေးမှရက်ပြီးရရင်ဖြင့်ရှားလောက်မလားကျွန်တော်ပြောမယ်ဆိုရင်တကုံတက်ကတူ mission fail ပါတယ်ဘာလို့လဲဆိုတော့လူရမ်းများပြီးတော့လမ်းနဲ့ရမ်းကျင်းတဲ့အတွက်ကြောင့်ကျွန်တော်ကားဒီ Ford Ranger ဆိုတဲ့အတိုင်းပဲကားရဲ့တော်တော်ဒုတဲ့ကြီးရောကိတ်လက်ကိတ်တော့လေလမ်းကြားရတော့ဝင်မဆန်ဘူးဗျာကိုရတာလေရမ်းခက်တယ်အဲအားကြောင့်မလို့အဲ့ဒီမှာရိုက်ဖို့အတွက်ကအဆင်မပြေလို့ကျွန်တော်နောက်တစ်နေ့အောင်ပြောင်းနေဖြစ်ပါတယ်ကျွန်တော်တို့အခုနောက်ဆုံးမရတဲ့ဆိုတော့Star City ကိုသွားရမှာပေါ့နော် Star City ကိုမသွားခင်မှာကျွန်တော်တို့ဒါစီရင်ဝင်ဖြည့်တယ်ပေါ့နော်စီကတော့ကျွန်တော်ထန်ကုန်မှာဝင်ဖြည့်တာဆိုတော့ကျွန်တော်ဒါနီးနားမှာရှိတဲ့ဆိုင်မှာဝင်ဖြည့်လိုက်တာပေါ့နော်ကျွန်တော်မရိုက်ခင်မှာနေလက်သာစားမယ်ပေါ့နော်နေလက်သာစားရင်မှာပဲကျွန်တော်တို့ဆက်ပြီးတော့ရိုက်ဖြစ်မယ်ထင်ပါတယ်ဆိုတော့ကျွန်တော်နေလက်သာစားလိုက်ပါအောင်မယ်ကျွန်တော်ဆက်ပြီးတော့ view လေးကိုဆက်ပြီးကြည့်ပေးကြပါအောင်နော် finally ကျွန်တော်တို့ဒီ Star City ဒီ Star Ferry Bed တို့ဒီကျွန်တော်တို့ဒီ Star City ဟိုဘက်နောက်ဘက်ခြမ်းတို့ရိုက်ပြီးတော့ကျွန်တော်ပြီးသွားခဲ့ပါတယ်ကျွန်တော်တို့တကုံတက်ကူလည်းမရခဲ့ဘူးကျွန်တော်တို့ရှေ့ပိုင်းနေတော့ရခဲ့ပါတယ်ဒါပေမဲ့နောက်ပိုင်းနေအဆင်မပြေခဲ့တာပေါ့အခုတော့ကျွန်တော်တို့10မိနစ်10နာရီနေထွက်လာလိုက်တာအခုဆို3နာရီထိုးသွားပြီဗျာ3နာရီထိုးသွားပြီဆိုတော့အခု Star City ထဲမှာပြေးသွားပြီကျွန်တော်တို့ပြန်တော့မယ်ခုနကထမင်းစားကြီးအခုထွက်လာရတာပေါ့လက်တော်တိတ်တော့မကြလိုက်ပါဘူးဒါပေမဲ့နေရရှားတော့နည်းနည်းကြာတာပေါ့အဲ့ဒါလေးကြာတော့ဒီဗီဒီယိုလေးရဲ့ result ကတော့ကျွန်တော် The Last Auto အကောင့်မှာကျွန်တော် mention ပေးထားတယ်เนาะကျွန်တော် comment မှာ mention ပေးထားတယ်အဲ့ဒီအကောင့်မှာကျွန်တော်တို့ဘယ်ဘက်ကိုကိုလိုက်ကျွန်တော်တို့တင်ထားရတယ်ဖြစ်ပါတယ်ကျွန်တော် mention copy တဲ့အကောင့်လေးမှာဝင်ကြည့်လိုက်ပါကျွန်တော်ရိုက်ကူးထားလေးတွေ့ရပါလိမ့်မယ်ဘူးဆိုလို့ဆိုတော့နောက်တဲ့ဗီဒီယိုမှာပြန်တွေ့ကြပါမယ်ကျွန်တော်ကတော့ဝေးမှာဟာနှုတ်ဆက်ဗီဒီယိုနှုတ်ဆက်ပြီးသွားရင်မပြီးသေးတာတကူကဘာလဲဆိုဒီကောင်အိတ်နေတာတည်းမပြန်တော့ဘူးလေမန်းနေပြီကွာမပြန်တော့ဘူးလေ bro ဒီမှာကျွန်တော်တင်တဲ့အတိုင်းပဲကျွန်တော်ဒီမှာတော်တော်ကြာကြာနေအောင်မယ်ထင်တယ်ကောင်းကောင်းလေးကားတခြားမှာရတယ်ဒီဝဲရတယ်
ကင်မရာတော်တော်လေးချိန်ရတော့အကုန်လုံးတော့ပင်ပန်းသွားပြီတော်လေးတော့ပင်ပန်းရဂျိုးနာအောင်ဒီကျွန်တော်ဗီဒီယိုကတော့ quality ရှိရမျိုးထွက်လာမလားတော့မသိဘူးဒါပေမဲ့တေချာရတော့ဖန်တီးရအောင်ပေါ့နော်ကဲဒီနေ့တော့ဒီလောက်ပါပဲကြာဒီနောက်ထပ်ဗီဒီယိုမှာပြန်ဆောင်ရမယ်တောင်းရောက်တော့အားလုံးကြည့်ရတာပါကျွန်တော် The Last Auto ကဆရာကြီးတွေပေါ့ဆရာကြီးတော့မဟုတ်ဆရာလေးတွေပေါ့ မိတ်ဆက်ပြလား သူကတော့ဝင်းဟိုမန်လေးကပရိပရာပေါ့နော်သူကတော့ကောင်းဟိုမြောက်တကောင်ကတော်သားလေးဟိုအညာရောက်နေအညာရောက်နေဟိုကြီးလိုက်ရင်တော့ကောင်းမှာပြောင်းနေပေါ့ဟိုငါချောင်းဖုတ်လို့ပါလို့ကျွန်တော်အားလုံးတီးတဲ့အတိုင်းဟိုတရုတ်လိုထိုင်းလိုကိုရီးယားလိုရုပ်ဖြောင်းတဲ့ကောင်လောဆယ်တော့ဒူဘိုင်းလိုပါလို့ကေတညက်ထားရမှာမုတ်စိမွေးပါထားတာဟဲဘရိုတီးရဖြောင်းမှာကျွန်တော်ပြီးဝင်ပါမတီးတဲ့လူတွန်းနေနေတယ်ကျွန်တော်ဒီဘယ်လိုပြောမလဲ The Last Auto Car Showroom မှာဒီကျွန်တော်ဒီ TikTok အကောင့်မှာလည်းဝင်ရောက်အားပေးလို့ရနိုင်တယ်လို့ဒီကျွန်တော်ဆိုင်ကိုလည်းလာရောက်ခဲ့ဖို့လည်းကျွန်တော်ဒီကနေဖိတ်ခေါ်လိုက်ပါတယ်ဆိုတော့ဒီလောက်နဲ့ပဲခွင့်ပြုအောင်ကဲနောက်ထပ်ပြီးတော့ပြန်ဆောင်ကြမယ်နေတော့ bye bye